ဆင်းရဲတဲ့ကောင်လေးတစ်ယောက်ဟာသူ့အတန်းပေါ်ရဲ့အိမ်ကိုညစာစားဖို့သွားခဲ့ပါတယ်။သူကကိုပိုင်ရွှေစွန်းတစ်ချောင်းကိုပါယူသွားခဲ့တာပါ။အားလုံးကသူ့ကိုဝိုင်းရီကြပြီမဲ့သူတို့မသိတာကဒီကောင်လေးဟာမကြခင်မှာအချမ်းသာဆုံးသူဖြစ်လာတော့မယ်ဆိုတာပါပဲ။ဘာလို့လဲဆိုတော့ဒီရွှေစွန်းမှာမှော်အစွမ်းနေရှိနေလို့ပါ။သူဟာဒီစွန်းကိုလမ်းဘေးစည်းတဲ့အဖွားအိုတယောက်စီကနေငွေ2000နဲ့ဝယ်ခဲ့တာပါ။အဖွားအိုကမာလိုက်တာကဒီစွန်းနဲ့ချမ်းသာတဲ့မိသားစုရဲ့အိမ်မှာသုံးနပ်စားပြီးရင်အဲ့ဒီအိမ်ကသားနဲ့ဘဝချင်းလဲလို့ရတယ်တဲ့။သူဟာမယုံတဲ့ဝက်နဲ့သူ့ရဲ့အချမ်းသာဆုံးတငယ်ချင်းဒီဗီရဲ့အိမ်ကိုသွားခဲ့ပါတယ်။ဒီဗီရဲ့ပါတီပွဲကိုဟင်နရီကောင်လေးကဖိတ်ကြားခြင်းမခံရပေမဲ့သူ့ရဲ့ကံကြမ္မာကိုပြောင်းလဲဖို့အတွက်မဖိတ်ပဲရောက်သွားခဲ့ပါတယ်။ဒီဗီရဲ့အိမ်ရောက်တော့အားလုံးကအံ့ဩသွားကြတယ်။ဒီနေရာကစင်းရဲစားတွေလာရမယ့်နေရာမဟုတ်ဘူးလို့ပြောပြီးပေါ်ဆိုတဲ့တယောက်ကသူ့ကိုနှိမ်ပါတယ်။ပေါ်ကသူ့ကိုငွေစက်ကူတရွက်ပေးပြီးတရောင်းစားကလက်ချီမပြန်တင်ဘူးဆိုပြီးလူပုံအလင်မှာအဆက်ခွဲခဲ့ပါတယ်။ဒါပေမဲ့ဒီဗီကဟင်နရီရောက်လာမှတော့တခုခုစားသွားပါအောင်ဆိုပြီးတားလိုက်ပါတယ်။စပွဲပေါ်မှာအရသာရှိတဲ့အစားအစာတွေနဲ့အတူအားလုံးအတွက်ရွှေစွန်းတွေချပေးထားပါတယ်။ဒါပေမဲ့ပေါ်ကစင်းရဲစားတွေကရွှေစွန်းကိုသုံးစရာမလိုဘူးဆိုပြီးဟင်နရီအတွက်တစ်ခါသုံးစွန်းပဲပေးဖို့ခိုင်းလိုက်ပါတယ်။ဟင်နရီကတော့စိတ်မဆိုးပါဘူး။ဘာလို့လဲဆိုတော့ဒါဟာသူ့ရဲ့မှော်ရွှေစွန်းကိုသုံးဖို့အခွင့်အရေးဖြစ်လာလို့ပါ။သူစားနေတဲ့အချိန်မှာရွှေစွန်းဟာစတင်တောက်ပလာပါတယ်။တစ်ဖက်မှာလေအဖွားအိုကသူ့ရဲ့ဖန်လုံးထဲကနေဒါကိုကြည့်ပြီးပွဲကတော့စတော့မေးလို့ရည်ရွတ်နေပါတယ်။ဒီဗီအိမ်မှာနောက်တစ်ခါထပ်စားနိုင်ဖို့အတွက်ဟင်နရီကဒီဗီကို project တွေကူရေးပြီးနီးစပ်အောင်ကြိုးစားပါတယ်။ဒီဗီရဲ့အဖေကလေတားဖြစ်သူတော်လာတယ်ဆိုပြီးသဘောကျနေတာပါ။နောက်ဆုံးမှာတော့ဟင်နရီဟာဒီဗီအိမ်မှာခောက်ဆွဲပြုတ်ထပ်စားခွင့်ရပါပါတယ်။သူစားတော့မယ့်အချိန်မှာပဲဒီဗီအဖေရောက်လာပြီးစင်ရေးစားတွေနဲ့ပေါင်းတာဟာအချိန်ဖြုံးတာပဲလို့ဒီဗီကိုစူပါတယ်။ဟင်နရီကလေအိမ်ကနေနှင်ထုတ်လိုက်ပါတယ်။ဒါပေမဲ့ဟင်နရီကလက်မလျှော့ပါဘူး။အစီခံတွေအစားအသောက်တွေတုံ့ပစ်တော့မယ့်အချိန်မှာသူပြန်ပြေးဝင်လာပြီးကြံနေတဲ့အစားအစာတွေကိုသူ့ရဲ့ရွှေစွန်းနဲ့အငမ်းမရစားပစ်လိုက်ပါတယ်။ဒီဗီအမီကသူ့ကိုယွန်ရှာစွာနဲ့ကြည့်ပြီးနောက်တစ်ခါငါသားနာမလာနေတော့လို့ပြောပြီးမှုန်းထုတ်လိုက်ပါတယ်။ဟင်နရီကတော့ဘာမှပြန်မပြောဘဲထွက်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးမသိလိုက်တာကတော့မကြခင်မှာဟင်နရီဟာသူတို့ရဲ့သားအဖြစ်ဒီအိမ်ကိုပြန်ရောက်လာတော့မယ်ဆိုတာပါပဲ။ဆက်ကြည့်ချင်ရင် follow လုပ်ခဲ့ပါဦး။